လွမ်းနေအချင်းကြီးချိန်ကပြီးတနေ့ကြီးမှဝေးနေရတဲ့ဘေးလွမ်းပင်လေဝါရဲ့နေချေလုံးမပြီးလွမ်းလိုက်တာမြေရဲ့ကုသိုလ်ကိုပြီးတော့မှပြင်းနေမှာကို